စวัสดีค่ะဒီနေ့ကကျတော့အပိုင်း7လေးရောက်ပြီပေါ့နော်ဆိုတော့ဒီနေ့မှာတခြားတို့ကဘာသင်ကြမှာလဲဆိုရှင်ဒီပြီးခဲ့တဲ့ဗီဒီယိုတွေမှာသင်ခဲ့တာလေးတွေကိုပေါင်းစပ်ကြမှာဖြစ်တယ်ပေါ့နော်ဘယ်လိုလဲဆိုရှင်ဥမာအဖေကင်းစားတယ်အဖေစားတယ်ဆိုတော့ဒီကရိယာလေးတွေနဲ့လာပြီးတော့ပေါင်းကြတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့အရှိရဗီဒီယိုတွေမကြည့်ရသေးဆိုလို့ရှင်အရင်ကဗီဒီယိုတွေအရင်ဆုံးပြန်ပြီးတော့သွားကြည့်ပါပြီးမှဒီဗီဒီယိုဆက်ပြီးတော့ကြည့်ပါနော်พ่อกินพ่อဆိုတာကအဖေกินကကြောစားတယ်ဆိုတော့พ่อกินအဖေကစားတယ်แม่นอนအမေအိတ်တယ်แม่ကကြတော့အမေပါนอนကကြတော့အိတ်တာဖြစ်တယ်ဆိုတော့แม่นอนအမေအိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုလေးနော်พี่ชายเดินလို့အတန်ထွက်ရပါမယ်ဆိုတော့ဒါလေးကကြတော့အကိုလမ်းလျှောက်တယ်ဆိုလို့ရှင်พี่ชายเดินလို့ပြောပါမယ်พี่ชายเดินนะคะพี่ชายဆိုတာအကိုပါလမ်းလျှောက်တယ်ဆိုလို့ရှင် ดินရှာမယ်နော်พี่สาววิ่งအမကပြေးတယ်พี่สาวဆိုလို့ရှင်အမ wing ကကြတော့ပြေးတာကိုပြောတာဆိုတော့พี่สาว wing ဆိုလို့ရှင်အမကပြေးတယ်นะคะน้องสาวนั่งလိုက်ပြောမယ်น้องสาวဆိုတာညီမလေးนั่งကကြတော့ထိုင်တာဖြစ်တယ်นะคะน้องสาวนั่งဆိုလို့ရှင်ညီမလေးထိုင်တယ်น้องชายยืนน้องชายမောင်လေးညီလေးကိုခေါ်တာยืนဆိုတာမတက်ရက်နေတာပြောတာน้องชายยืนဆိုလို့ရှိရင်မောင်လေးမတက်ရက်နေတယ်လို့ပြောတာဖြစ်တယ်ปู่พูดဆိုလို့ရှိရင်အဖိုးပြောတယ်นะคะปู่ဆိုတာကကြောင့်အဖိုးကိုခေါ်တာ พูดကကြတော့ပြောသည်ဆိုတော့ปู่พูดဆိုလို့ရှိရင်အဖိုးကပြောတယ်ဆိုရဲအတိတ်ပဲလေးဖြစ်တယ်နော်ตาฟังဆိုတာကကြတော့အဖိုးပဲဟုတ်တယ်နော်ဆိုတော့ ฟังကကြတော့နားထောင်တာဖြစ်တယ်ตาฟังဆိုလို့ရှင်အဖိုးနားထောင်တယ်ဆိုရဲအတိတ်ပဲလေးဖြစ်ပါတယ်ยายดูยายကကြတော့အဖွားดูကကြတော့ကြည်တာဆိုတော့ยายดูအဖွားကြည်တယ်ဆိုရဲအတိတ်ပဲဖြစ်တယ်နော်ย่าอ่านย่าဆိုတာကလည်းအဖွားဟုတ်တယ်နော်อ่านဆိုတာဖတ်တာဖြစ်တယ်ဆိုတော့ย่าอ่านအဖွားဖတ်တယ်ป้าเขียนป้าကကြတော့အတော်ဖြစ်တယ်เขียนဆိုတာရေးတာဖြစ်တယ်ဆိုတော့ป้าเขียนဆိုလို့ရှင်အတော်ရေးသည်ဆိုရဲအတိတ်ပဲလေးပါโอเคနောက်တစ်ခုနာทำงานနာဆိုတာကကြတော့ဦးလေးအတော်ဟုတ်တယ်နော်ทำงานအလုပ်လုပ်တယ်ဆိုတော့နာทำงานဦးလေးအတော်မဟုတ်လို့ရှင်လဲဦးလေးအလုပ်လုပ်တယ်ဆိုတော့အတိတ်ပဲလေးပါซื้อဆိုတာကကြတော့ဦးလေးအတော်ပဲเนาะဆိုတော့ซื้อကကြတော့ဝယ်ဒီဆိုတော့အတော်ဝယ်ဒီนะคะဒေါ်လေးဝယ်ဒီဆိုတဲ့အတိတ်ပဲလေးဖြစ်တယ်เนาะမစားခင်မှာပြန်မေးမယ်အဖေကိုကြောက်ဘယ်လိုခေါ်တာထိုင်လို့พ่อအမေကိုကြတော့แม่အကိုพี่ชาย အမကိုကြတော့เราจะในอะไรพี่สาว โอเคဟုတ်ပြီဆိုတော့ညီမလေးကိုကြတော့น้องสาว น้องสาวလို့ခေါ်တယ်โอเคဟုတ်ပြီသုံးကွဲမောင်နှမတွေကိုကြတော့ลูกพี่ลูกน้องအတော်ကြတော့အတော်จะนาป้าป้าအတော်ကကြတော့ဒါနာကလည်းသုံးလို့ရတယ်အဖေအမေရဲ့ညီညီမတွေအဲ့လိုပေါ့ညီမတွေကိုအတော်လည်းခေါ်လို့ရတယ်နော်ဒါပေမဲ့ป้าဆိုတာကကြတော့အဖေရဲ့အကိုလုံးအမဒီအမေရဲ့အမတွေကိုပြောတာโอเคနော်โอเคဟုတ်ပြီဒါဆိုရှင် Greek နဲ့လာပြောပေါင်းကြတော့မှာဖြစ်တယ်နော်ဒီ Greek သလုံးကိုတာစုခေါ်ပေါ်တဲ့စကားလုံးနဲ့တွဲပြီးတော့သုံးလို့ရတယ်ဒါပေမဲ့အဝင်ကသလုံးပဲသုံးရတော့မယ်နော်ဥမာพ่อกินพ่อဆိုတာအဖေဟုတ်တယ်နော်กินဆိုတာစားတာဆိုတော့พ่อกินဆိုရင်အဖေကစားတာဟုတ်လားမဟုတ်လား
ဟုတ်တယ်နော်โอเคဆိုတော့ဒီဖောกินဖောနေရာမှာတခြားစကားလုံးတွေနဲ့လည်းသုံးလို့ရတယ်ဥပမာแม่กินမဟုတ်ရင်လည်းพี่ชายกินพี่สาวกินพี่กินน้องกินဒါမျိုးလေးတွေသုံးလို့ရတယ်နော်အခုကဥပမာအနေနဲ့တစ်လုံးပဲသုံးပြတော့တာဖောกินนะคะဆိုတော့ဖောกินလိုက်ပြောကြည့်ပါဦး พ่อกิน အကယ်လို့ဖောกินပြီးတော့ရင်နောက်တစ်လုံးကလည်းแม่นอน แม่นอน ဒီแม่နေရာမှာလည်းအတူတူပဲแม่နေရာမှာတခြားဖောนอนလို့သုံးချင်လဲသုံးလို့ရမယ်พี่สาวนอนพี่ชายนอนအကုန်သုံးလို့ရတယ်နော်ဒါဥပမာအနေနဲ့တစ်လုံးပဲသုံးပြတော့တာโอเคนะเข้าใจไหม เข้าใจค่ะ โอเคဆိုတော့แม่นอน แม่นอน 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 พี่ชายกิน ชายกิน ไม่ใช่พี่ชายเดิน พี่ชายเดิน 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 น้องสาวนั่ง น้องสาวนั่ง น้องสาว น้องสาว นั่ง นั่ง แล้วก็น้องชายยืน น้องชายยืน น้องชาย น้องชาย ยืน ยืน ปู่พูด ปู่พูด ปู่ ปู่ พูด พูด ตาฟัง 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 แล้วก็ยายดู ยายดู 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 ย่าอ่าน ย่าอ่าน อ่านภาษาไปอยู่เลยย่าอ่าน ย่าอ่าน 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 ป้าเขียน 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 เขียน เขียน โอเคค่ะ แล้วก็น้าทำงาน น้าทำงาน น้า น้า ทำงาน ทำงาน น้าทำงาน น้าทำงาน อาซื้อ อาซื้อ อาซื้อ